ဘက်ကနာဟော့ကီးမြို့ရဲကိုအက်ဆိတ်တောင်ကဘာကြီးရောက်ရှိလာဖို့တကားပေါက်တွေကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးနောက်16လအကြာမှာစီဇန်5ဇလန်ကိုစတင်ထားပါတယ်။စစ်တပ်ကတကားပေါက်တွေကိုပြန်ပိတ်နိုင်ခဲ့ပြီးမြို့တစ်ခုလုံးကိုပြင်မထွက်နိုင်အောင်ပိတ်ဆို့ကန့်သတ်ကွာရန်တင်းထားလိုက်ပါတယ်။မြို့ကန်တွေဟာစစ်တပ်နယ်မြေလိုဖြစ်နေတဲ့မြို့ထဲမှာပိတ်မိနေပြီးပုံမှန်အတန်းနေထိုင်မှုကြိုးစားနေကြရပါတယ်။ဒီစစ်စင်ရေးကိုဥဆောင်သူကဒေါက်တာကေဖြစ်ပြီးတော့သူက website တောင်ကဘာထဲမှာအခြေစိုက်စခန်းတစ်ခုဖွင့်က11ကိုမညာမတက်လိုက်လံဖန်ဆီးဖို့စစ်သားတွေကိုအမိန်ပေးထားပါတယ်။ဖက်မှာလည်း11ဟာသူ့ရဲ့မွေးစားဖခင်ဟော်ပါနဲ့အတူပုံးဆောင်နေထိုင်ပြီးသူ့ရဲ့စွမ်းအားတွေကိုပုံမှုထိန်းချုပ်နိုင်အောင်လေ့ကျင့်နေပါတယ်။ဟော်ပါဟာလည်းသူတစ်ဖက်သက်ချစ်ခဲ့ရတဲ့ Joyce နဲ့နောက်ဆုံးမှာလက်တွဲခွင့်ရခဲ့ပြီးပျောက်ဆုံးနေတဲ့ဘက်ကနာကိုရှာဖွေနေမှုအတွက် Mike တို့တငယ်ချင်းတစုနဲ့တိတိစိတ်ကြိုးပမ်းနေပါတယ်။ Mike, Wade, Dustin နဲ့ Luca တို့ဟာဘက်ကနာကိုတိုက်ထုတ်ဖို့ကူညီရင်းတစ်ဖက်ကလည်းထိတန်ကျောင်းသားဘဝကိုပုံမှန်ဖြတ်သန်းမှုစူးစမ်းကြပါတယ်။ Mike ကဒေါက်တာ K ရဲ့ရန်ကြောင်း11ကိုခိုးကြောင်ခိုးဝဲတွေ့ရတာကစိတ်မကောင်းဖြစ်ရပါတယ်။ Wade ကတော့သူ့တငယ်ချင်း Mike ကိုတိတ်တဆိတ်ချစ်နေတုန်းပဲဖြစ်ပြီး Robin ကတော့ Wade ကိုကိုတန်မိုးထားတဲ့ပုံအပိစကားပြောပေးပါတယ်။ Dustin ကတော့ကိုလင်သွားပြီဖြစ်တဲ့Eric အပေါ်သစ္စာရှိမှုကြောင့်ကျောင်းကလူမိုက်တွေရဲ့အနိုင်ကျင့်ခြင်းကိုအမြဲခံနေရပါတယ်။ Lucas ကတော့သတိမေ့ပြီးတော့ကိုမာဖြစ်နေတဲ့ Maxi ဆေးရုံမှာနေတိုင်းသွားပြီးတော့သူနိုးလာနိုးနဲ့သူနှစ်သက်တဲ့သချင်းတွေကိုအမြဲဖွင့်ပြပေးနေပါတယ်။အခြားတစ်ဖက်မှာတော့ Nancy, Jonathan, Steve နဲ့ Robin တို့ဟာ The Squad လို့ခေါ်တဲ့ဒေသန္တရရေဒီယိုသံလွှင့်ဌာနမှာအတူတူလှုပ်လို့ရင်းအဲ့ဌာနကိုဘက်ကနာကိုတိုက်ဖြတ်ဖို့အခြေခံစကန်တစ်ခုအဖြစ်အသုံးပြုကကြံအဖွဲ့သားတွေစီလျှို့ဝှက်ကုတ်တင်တဲ့သတင်းစကားတွေကိုပို့ပေးနေကြပါတယ်။ကဘာကြီးပစ္စည်းတော့မဲ့အခြေအနေမှာတောင် Steve ဟာ Nancy စိတ်ဝင်စားအောင် Jonathan ထက်တာအောင်ကြိုးစားနေတုန်းဖြစ်ပြီးတော့ Jonathan ကတော့လက်ထက်ခွင့်တောင်းမှုအတွက်လက်စွပ်ကိုဝယ်ထားပေမဲ့အချိန်ကောင်းကိုမရွေးချယ်နိုင်ဖြစ်နေပါတယ်။ Robin ကတော့ Vicky လို့ခေါ်တဲ့သူနာပြုနဲ့တွဲနေပေမဲ့ဘက်ကနာကိုရှာဖွေရလျှို့ဝှက်မစ်ရှင်တွေကြောင့်သူတို့အခြေရေးမှာအခက်တွေ့နေကြပါတယ်။မာရီကကတ်သက်နယ်မြေတွေကိုခုသွင်းပေးလိုက်တဲ့ရိတ်ခါတွေနဲ့အတူသူတို့အဖွဲ့ဟာ Crawl လို့ခေါ်တဲ့စစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်။ဟော့ပါကဘက်ကနာကိုရှာဖို့စစ်တပ်ရဲ့တကားပေါက်ကနေ Epside တောင်တွေကိုခိုးဝင်သွားပြီးကျန်တဲ့သူတွေကအပြင်ကနေထော်လန်ပေးပါတယ်။ဒါပေမဲ့ဝေကဒမိုကကန်တကောင်နဲ့စစ်ချင်းဆက်သွယ်မိပြီးအဲ့ဒီအကောင်ကဟော့ပါကိုတိုက်ခိုက်တာကိုမြင်လိုက်ရတဲ့အတွက်ဒီစစ်စင်ရေးဟာလွဲချော်သွားပါတယ်။ဟော့ပါက Epside တောင်ထဲမှာတောင်တင်ကျန်ရိတ်ခဲ့ပြီးဒမိုကကန်ဟာလက်ရှိကဘာတွေကိုဝင်လာကမိုက်တို့အိမ်ကိုတိုက်ခိုက်ပါတော့တယ်။မိုက်ရဲ့မိဘတွေဖြစ်တဲ့ကာရန်နဲ့တက်တို့ဟာတိုက်ခိုက်ခံရပြီးတေလိုနီးပါးဖြစ်သွားကမိုက်ရဲ့ညီမလေးဟော်လီကတော့ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။11ကဒမိုကကန်နောက်ကိုလာရင်းနဲ့ Epside တောင်ထဲမှာဟော့ပါနဲ့ပြန်ဆုံခဲ့ပါတယ်။တာဖာနှစ်ယောက်ဟာစစ်တပ်နဲ့တရဝါဆိုးရီရန်ကိုရှောင်တင်းရင်ဟော်လီကိုကယ်ဖို့ပူးပေါင်းလိုက်ကြပါတယ်။တေးရုံမှာတော့ Mike နဲ့ Nancy တို့ဟာဒဏ်ရာပြင်းထန်စွာရထားတဲ့သူတို့အမေစီတောက်ရောက်ကြည့်ရှုရာမှာအမေဖြစ်သူကဟော်လီရဲ့စိတ်ကူးဝင်တငယ်ချင်း Mr. Watson ရဲ့နာမည်ဟာ Henry လို့ခေါ်ကြောင်းပြောပြပါတယ်။အဲ့ဒီခါကျမှ Mike နဲ့ Nancy တို့ဟာသူတို့ညီမလေးကိုခေါ်သွားတာဟာ Billy Beckner Henry ကိုယ်တိုင်ဖြစ်ကြောင်းသိသွားကြပါတယ်။ Henry ဟာဟော်လီကိုသူ့ရဲ့ငယ်ဘဝအိမ်မူဆန်အတိုင်းဖန်တီးထားတဲ့နေရာကိုခေါ်သွားပြီးတရဝါဆိုးရီရန်ကနေကောက်ွယ်ပေးမယ်လို့လိန်ညာပြောဆိုပါတယ်။အဲ့နောက်ဟော်လီကိုအိမ်မှာတယောက်တည်းထားခဲ့ပြီးကျန်တဲ့ចောင်းသားတွေကိုကယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထွက်ခွာသွားပါတယ်။ Henry မရှိခိုက်မှာတော့ဟော်လီဟာတော်ထဲမှာလူတစ်ယောက်နဲ့တွေ့ခဲ့ရအဲ့ဒါကတော့ Max ဖြစ်နေပါတယ်။ Max ကဘက်ကနာရဲ့ရုပ်မာပုံကိုတတိပေးပြီးသူတို့နှစ်ယောက်လုံး Henry ရဲ့မှတ်ဉာဏ်ထဲမှာပိတ်မိနေတာဖြစ်ကြောင်းဘေကင်းတဲ့နေရာတစ်ခုဆိုလို့သူဝင်မလာနိုင်တဲ့ခုတစ်ခုပဲရှိကြောင်းပြောပြပါတယ်။ Max ကလူကတ်ဖွင့်ပြတဲ့ချင်းကြောင့်လွတ်မြောက်ဖို့တကားပေါက်ပွင့်လာပြီမဲ့ဘက်ကနာကအမြဲတမ်းတားဆီးထားတဲ့အတွက်ကြောင့်မလို့ခေါ်မာရဲကနေမနှုတ်နိုင်ဖြစ်နေရကြောင်းဝမ်းနည်းစွာပြောပြပါတယ်။ဖက်မှာလည်းဝေဟာသူမြင်နေရတဲ့အာရုံတွေဟာဘက်ကနာရဲ့မျက်လုံးတွေနဲ့တဆင့်မြင်နေရဖြစ်ကြောင်းသိသွားပါတယ်။ဒါကြောင့်တငယ်ချင်းတွေစုပေါင်းပြီးဘက်ကနာလက်ထက်မှာကလေးတွေကိုကယ်ထုတ်ဖို့စီစဉ်ကြပါတယ်။ Lucas ရဲ့ညီမ Erica လည်းကလေးစိုး Darius ကိုအစာအဖြစ်သုံးပြီးကူညီပေးပါတယ်။စီမံချက်ကအစာပိုင်းမှာအောင်မြင်ခဲ့ပေမဲ့ဒမိုကကန်ကကလေးတွေကိုတိုက်ခိုက်တဲ့အခါအခြေအနေကရှုပ်ထွေးသွားပါတယ်။ဝေဟာဒမိုကကန်ရဲ့အာယုံကိုလွှဲထားပေးနိုင်လို့ကျန်တဲ့သူတွေရောက်လာပြီးတရဝါဆိုးကိုကားနဲ့တိုက်က Upside Down နဲ့တီလိုက်လံတိုက်ခိုက်ကြပါတယ်။ Upside Down ထဲမှာတော့သူတို့ဟာဒမိုကကန်ကိုမျက်ခြေပြတ်သွားပေမဲ့ Hopper နဲ့11စီရေဒီယိုကနေစွတ်သွက်နိုင်ခဲ့ပါတယ်။သူတို့အားလုံးဟာမြို့ပတ်လည်မှာဖောက်ထွက်လို့မရတဲ့တိုင်းတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီတိုင်းရဲ့11ကတော့11ကိုဆက်သက်ခဲ့တဲ့ Hawking တက်ခွဲကန်အဆောက်အုံပဲဖြစ်နေပါတယ်။ Hopper နဲ့11တို့ကဒေါက်တာ K ရဲ့လက်အောက်ခံစစ်သား Akers ကိုဖမ်းမိခဲ့ပါတယ်။ 11က Akers ရဲ့စိတ်ထဲကိုဝင်ကြည့်လိုက်တဲ့အခါဒေါက်တာ K ရဲ့စကန်ထဲမှာအလွန်စွမ်းအားကြီးတဲ့အရာတစ်ခုကိုထိန်းသိမ်းထားတဲ့အခန်းတစ်ခုရှိကြောင်းသိသွားပါတယ်။အဲ့ဒါကဘက်ကနာဖြစ်မယ်လို့တွေးပြီးတောက်တက်ခိတ်တဲ့အခါမှာအဲ့ဒီခန်းထဲမှာရှိနေတာကဘက်ကနာမဟုတ်ပဲ11ရဲ့တငယ်ချင်းနံပါတ်8ကာလီဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းဒေါက်တာ K ဟာကလေးတွေပျောက်ဆုံးနေတာ11ရဲ့လက်ချက်လို့မှားယွင်းယုံကြည်ပြီးကလေးတွေကိုလိုက်လံဖမ်းဆီးထိန်းသိမ်းထားပါတယ်။ဝေကဟော်လီနဲ့အခြားကလေး12ယောက်ကိုဘက်ကနာကဖမ်းဆီးထားတယ်လို့ထပ်မံမြင်လိုက်ရပါတယ်။
စစ်တပ်ကကလေးတွေကိုမကာကွယ်နိုင်မှာစိုးရိမ်တဲ့အတွက်မိုက်တို့အဖွဲ့ဟာကလေးတွေကိုကယ်ထုတ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ဒမကွန်ကန်၃កောင်ရောက်လာပြီးကလေးတွေကိုလိုက်လံဖမ်းဆီးပါတော့တယ်။ဘက်ကနာဟာကလေး12ယောက်လုံးကိုရိုက်တဲ့အခါမှာဝရေရှိမှပေါ်လာပြီးဒီကလေးတွေကဘက်ကနာတီထောင်မဲ့ကဘာကိုပုံဖော်ဖို့အတွက်အတူသုံးချမဲ့ခန္ဓာကိုယ်ဖြစ်ကြောင်းပြောပါတယ်။ဘက်ကနာပြန်သွားတဲ့အခါဝေရဲ့တငယ်ချင်းကိုတတ်ဖို့ဒမကွန်ကန်တွေကိုအမိန်ပေးခဲ့ပါတယ်။ဒါပေမဲ့ဝေဟာဘက်ကနာနဲ့ဆက်သွယ်နေတဲ့သူ့ရဲ့စွမ်းအားကိုသုံးပြီးဒမကွန်ကန်တွေကိုပြန်လည်နှိမ်နင်းကသူ့တငယ်ချင်းတွေကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတော့တယ်။